စားပွဲပေါ်မှာကြံနေတဲ့ကိမုံကိုကြည့်ပြီးဗိုက်စာနေတဲ့အန်နာဟာဘသူမှမမြင်အောင်ကိမုံတစ်ဖက်ကိုခိုးစားလိုက်ပါတယ်ဒါပေမဲ့ပထမဆုံးတစ်လုံးဝါလိုက်တဲ့အချိန်မှာပဲသူမရဲ့သွားဟာမာကျောတဲ့အရာတစ်ခုနဲ့သွားတိုင်းမိပါတော့တယ်အန်နာအန်တာတော်လို့စွာနဲ့ကြည့်လိုက်တဲ့အခါအဲ့ဒါဟာစိန်လက်စွပ်တကွင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အန်နာဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲဂျက်လို့ခေါ်တဲ့လူငယ်တစ်ယောက်ဟာအလွန်ပြားရခတ်ပြီးမိဖို့ချောင်းထဲကိုရောက်လာပါတယ်အန်နာလည်းလမ်းဖြာသွားပြီးလက်စွပ်ကိုသူမရဲ့ဘားဆက်ထဲချက်ချင်းပြောင်းဝတ်ထားလိုက်ပါတယ်ဂျက်ကဒီမှာလက်စွပ်တကွင်းတွေ့မိသေးလားလို့မေးတဲ့အခါအန်နာကတော့ဘာမှမသိတယ်လို့မျိုးခေါင်းခါပြီးညှင်းဆိုခဲ့ပါတယ်ဂျက်ဟာကိမုံတစ်ခုလုံးကိုရှာဖွေခဲ့ပေမဲ့ဘာမှရှာမတွေ့တဲ့အတွက်စိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်သွားခဲ့ပါတယ်ဂျက်ထွက်သွားပြီးတဲ့နောက်မှာတော့အန်နာဟာဘားဆက်ထဲကလက်စွပ်ကိုပြန်ထုတ်လိုက်ပါတယ်ဂျက်ရဲ့တော့ကြောက်နေတဲ့ပုံစံကိုကြည့်ပြီးဒီလက်စွပ်မှာနှဆိုင်တဲ့ခံစားချက်တွေပါနေမှန်းသူမှသဘောပေါက်သွားခဲ့ပါတယ်ဒါကြောင့်အန်နာဟာအပြင်ကိုချက်ချင်းထွက်သွားခဲ့ပါတယ်အပြင်ရောက်တော့ဂျက်တယောက်သူ့ရဲ့ချစ်သူအန်လာနဲ့စကားများရန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အန်နာဟာရှေ့ကိုတိုးသွားပြီးအန်လာရဲ့လက်ထဲကိုလက်စွပ်လေးရင်ရင်ကြေးကြေးထည့်ပေးလိုက်ပါတယ်ဒီလိုမုံမြတ်တဲ့လောက်ရက်ကသူမရဲ့ဘဝကိုအလဲစေတော့မယ်ဆိုတာကိုတော့အန်နာတယောက်မသိရှာခဲ့ပါဘူးဂျက်ခါဒီလက်စွပ်နဲ့ပဲအန်လာရဲ့အချစ်ကိုပြန်ရအောင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအန်လာဟာတခြားမျိုးသားတယောက်နဲ့ရေမောပျော်ရွှင်ပြီးဖက်လဲတကင်းဖြစ်နေတာကိုဂျက်မြင်လိုက်ရပါတယ်ဒီမြင်ကွင်းကြောင့်ဂျက်ရဲ့နှလုံးသားဟာအစိတ်စိတ်အမွားမွားကျိုးပဲသွားခဲ့ရပါတယ်အရှက်ရမှုနဲ့ဒေါသတွေကြောင့်ပောက်ကွဲလို့မတက်ဖြစ်နေတဲ့ဂျက်ခါအန်နာကိုကြည့်ပြီးမင်းအခုကစားပြီးငါရဲ့ချစ်သူဖြစ်ဟန်ဆောင်ပေးရမယ်ငါသူမမရှိလဲပြောနေတယ်ဆိုတာကိုပြချင်လို့ပြောလိုက်ပါတယ်အန်နာဟာစွန့်အတူအားခဲ့ပါတယ်ဂျက်ခါလောင်ပြောင်တဲ့အပြုံးနဲ့လက်စွပ်ကိုကန်ပေးရင်ဒီလောက်တန်မိုးကြီးတဲ့အရာကိုဘသူကညင်းမှလဲလို့ဆိုပါတယ်အဲ့ဒီအပြင်ရွှေရောင်ကပ်ပြားတစ်ခုကိုထုတ်ပေးပြီးသွားမင်းအတွက်တင်းတော်တဲ့အဝတ်စားတွေတွားဝယ်လိုက်ဦးငါရဲ့ရေးစားကဒီလိုမီးဖို့ချောင်းဝတ်စုံနဲ့ရှောက်သွားနေလို့မဖြစ်ဘူးလို့ပြောခဲ့ပါတယ်ဂျက်ရဲ့ခါးသီးတဲ့စကားလုံးတွေဟာအန်နာရဲ့တိတ်ခါကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်သူမဟာဆင်းရဲပေမဲ့မာနတော့ရှိပါတယ်ဒါကြောင့်ဂျက်ကိုလူမှုပတ်ဝန်းကျင်ရဲ့အဆင့်တန်းအမှန်ကိုသင်ခန်းစာပေးဖို့သူမဆုံးဖြတ်လိုက်ပါတယ်နောက်တရက်ညနေခင်းမှာတော့အန်နာဟာရိုးရှင်းပေမဲ့အလွန်လားပါတဲ့အနီရောင်ကောင်ဝင်လေးကိုဝတ်ဆင်ပြီးပါတီပွဲကိုရောက်လာခဲ့ပါတယ်သူမကိုမြင်လိုက်ရတဲ့အချိန်မှာဂျက်ခါခိတ္တမြမင်းတက်သွားခဲ့ပြီးအန်နာပေါ်ရိုသေလေးစားစိတ်တွေနှလုံးသားထဲမှာဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီညမှာပဲအန်နာဟာဂျက်ကိုကကွင်းနဲ့ဆွဲခေါ်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့အန်တာစရာကောင်းတဲ့ကကွက်ကိုကြည့်ပြီးအန်လာဟာမနာလိုစိတ်တွေတောက်လောင်နေခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဂျက်ရဲ့မျက်လုံးတွေဟာအန်နာတယောက်တည်းစီမှာပဲစူးစိုက်နေခဲ့ပါတယ်အဆုံးမှာတော့ဂျက်ခါအန်နာကိုတောင်းပန်ဖို့စူးစမ်းခဲ့ပေမဲ့အန်နာကတည်ငြိမ်တဲ့လေတန်းနဲ့အချစ်ရေးတိုင်းကိုငွေကြေးနဲ့ပဲတွက်ချက်တတ်တဲ့လူဟာဘသူ့ရဲ့အချစ်ကိုမှရပိုင်ခွင့်မရှိဘူးလို့ပြောခဲ့ပါတယ်ဒီလိုပြောပြီးနောက်သူမဟာလက်စွပ်ကိုပြန်ပေးပြီးလှည့်ထွက်သွားခဲ့ပါတယ်ဂျက်ကသူမကိုတားဖို့စူးစမ်းပေမဲ့အဲ့ဒီအချိန်မှာပဲအန်လာရောက်လာပြီးဂျက်ကိုဖက်ကအခုငါတို့ပြန်ဆင်ပြေသွားပြီလို့ပြောပြီးလက်စွပ်ကိုလူယူသွားခဲ့ပါတယ်ဒီမြင်ကွင်းကိုကြည့်ပြီးအန်နာမျက်ဝန်းမှာမျက်ရည်တွေဝဲလာကသူမဟာတိတ်တဆိတ်ပဲထွက်ခွာသွားခဲ့ပါတော့တယ်ရန်နေငယ်ကြပြီးနောက်အန်နာဟာအဲ့ဒီစားတောက်ဆောင်မှာပဲစားပွဲထိုးဖြစ်ပြန်လဲလောက်ကင်နေစဉ်ဂျက်ခါဆိုင်ကိုတစ်ခေါက်ပြန်ရောက်လာခဲ့ပါတယ်အန်နာကသူ့ကိုမတိကျိုးကြုံပြူပြီးရှင်တို့စားပွဲအတွက်တခြားတစ်ယောက်ကိုလွတ်လိုက်ပါမယ်လို့ပြောတဲ့အခါဂျက်ကပြုံးပြီးဟင်းဒီနေ့တော့ငါကိုယ်တိုင်လှုပ်ထားတဲ့ကိမုံကိုမင်းကိုမြည်စမ်းကြည့်စေချင်တယ်လို့ဆိုပါတယ်အန်နာဟာမတက်တာတဲ့အစုံကိမုံတစ်ဖက်ကိုမြည်စမ်းကြည့်လိုက်တဲ့အခါအန်တာသွားရပြန်ပါတယ်သူမရဲ့ဘားဆက်ထဲမှာအဲ့ဒီလက်စွပ်လေးပြန်ပါလာလို့ပါပဲသူမဟာဒေါသကြီးနဲ့နောက်ပြောင်လာလားလို့မေးလိုက်ပါတယ်ဂျက်ကနူးညံ့တဲ့လေတန်းနဲ့ဒါနောက်ပြောင်တာမဟုတ်ပါဘူးငါဘက်ကတောင်းပန်တာပါမင်းနဲ့တွေ့မှပဲစစ်မှန်တဲ့ချစ်ဆိုတာရွှေစိန်ဒါမှမဟုတ်ခက်တက်ကတ်တွေပေါ်မှာတိဆောက်ထားတာမဟုတ်ပဲအပြန်လန်လေးစားမှုနဲ့ယုံကြည်မှုပေါ်မှာပဲတိဆောက်ထားတာဆိုတာကိုငါသဘောပေါက်သွားခဲ့လို့ပါလို့ဖွင့်ဟောင်းဝင်ခံလိုက်ထို့တယ်